Hello guys အားလုံးပဲမင်္ဂလာပါညီမအမြောင်မြောင်ပါဒီနေ့မှာတော့လူသိမ့်မသိသေးတဲ့တရေတစ်ခုပေါ့နော်ပြမှာပါပြမှာပေါ့နော်ပွင့်စုံဟိုချယ်ရီကဆန်ရပါမယ်ချယ်ရီကဆန်ရမယ်နည်းနည်းလေးချိန်နေလို့ရှိရင်တော့ခွင့်လို့ပါနော်ပြီးရင်ဟိုအပေါ်ဆုံးတက်မယ်ပေါ့ပေါ်ဆုံးတက်မှာမယ်မဘောနော်လူတယောက်ရှိပါရဲ့နော်မကြည့်ပါအဲ့ဆိုရင်ဘွားအောင်ပြောင်းပါရဲ့ဘွားအောင်ပြောင်းသွားလို့ရှိရင်အဲ့ဟိုချိန်ကအနောက်ကဟိုဥစ္စာနေယူသွားမယ်ပေါ့နော်ဘယ်နေရာလဲတော့မသိဘန်မယ်ချင်တာပဲဒီပါနော်ဘန်ကိုသွားပါမယ်သွားဝိုင်းဟိုကမလေးရှိရခံပါမယ်မကြည့်ကြည့်လိုက်ပေါ့နော်ကမလေးကကြောက်တယ်ပါဘေးနဲ့မှလူလည်းမရှိပါဘူးနော်မကြည့်လိုက်ပါမျိုးကြည့်လိုက်ပါမဘွားခဲကိုကြည့်ကြည့်လိုက်ပါနော်နော်လူရှိရပေါ့နော်ဘွားကြည့်လိုက်မှာကြည့်ကြည့်ပါဟမ် wow oh my god သူဘယ်လိုလုပ်ဒီလေးရောက်လာလဲဘယ်တော့ချိန်ကက်စာမြင်သွားမှာပေါ့နော်ချိန်ကက်စာမြင်သွားပါမယ်အဲ့မင်းကတော့ပါပဲဒီကိစ္စကိုအဖြေရှာကြည့်ဆိုရင် comment လေးမှာတစ်ခါလေးမှန်းခဲ့ပြပါနော်အဲ့မှာတက်တာ